ကျွန်တော်နာမည် Ryzen ကြီးပါကျွန်တော်အခုမှတော့ RMB Indra ဆင့်ခေါ်သွားမှာပဲဖြစ်ပါတယ် RMB Indra ကိုဆင့်ခေါ်ဖို့ဆိုရင် Legendary Haki 3 ခုလိုအပ်ပါတယ်ဒီတစ်ခုက Legendary တဲကအနီအောင် Haki ပေါ့ဗျာကျွန်တော်ခုနက Haki လို့ပြောမိခဲ့ပါတယ်ကျွန်တော်အခု Haki လို့မပြောတော့ပါဘူး Ura လို့ပြောတော့ပါဟုတ်ပါမဟုတ်ပါဘူးအော်တာပြောတာဒီရှေ့ကတစ်ခုက Winter Sky ပဲဖြစ်ပါတယ်ပန်းရောင်နဲ့ခက်စင်စင်ပဲဗျပူတာဖွင့်ပြီးအပြားလေးပေါ်မှာရက်လိုက်မယ်ဆိုရင်အစိမ်းရောင်ပြောင်းသွားမှာပဲဖြစ်ပါတယ်ဒီရှေ့နားမှာလားမသိဘူးကျွန်တော်လည်းမေးနေပြီထင်တယ်ဗျဟာရောမဟုတ်ဘူးကအဲ့ဆိုဟိုနားမှာပဲဟိုရှေ့မှာတွေ့ပြီဒီ Ura Snow White ပေါ့စောင်းရမ်းလှတာဗျကျွန်တော်အကြိုက်ဆုံးထဲမှာပါတယ်ကျွန်တော်တင် RMB Indra ခွတ်မရှိလို့လားမသိဘူးအဲ့ကြောင့်ကျွန်တော်ခွတ်ပေးလိုက်တယ်ပေါ့ကန်ဒီပါအရန်ကောင်းရင်ဓာတ်တက်ကဆိုရဲဓာတ်ပါရမှာဗျာကျွန်တော်တို့တွေ RMB Indra ကိုမျက်နှာတက်တာတွေကျုံးနေပေါ့ဗျာဒီလောက်ကတော့ဗျာကျွန်တော်အနေနဲ့ so easy ဗျာရေစားသမင်းတော့ဝေးလေဗျာဗရာသားတို့ဝယ်စဉ်းစားကြည့်လိုက်တော့ RMB Indra ရှောတော့မယ်ဓာတ်တက်ကရပါစေဓာတ်တက်က I need ဓာတ်တက်က please Oh my god မရဘူးဗျမပြောတော့အဲ့ဒါကြီးမပြောတော့နောက်တစ်ခွက်ပြန်ရရင်ကျွန်တော်တုတ်ကင်းဗီဒီယိုတင်ပေးပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကအသေးလေးဖြစ်တဲ့အတွက် like and subscribe လုပ်ပေးအားလုံးပဲbye byeပါ